ဆရာပြောတာနားထောင်အတိုင်းမှန်မှန်တက်အင်စာလို့ဆိုတဲ့အမိန့်နာခံမှု obedience ကိုပဲတင်ပေးတယ်မိတ်ဆွေဒီအချင်းတွေကိုတတိထားမိဘူးလားကျောင်းလုံးကအတန်းထဲမှာအမြဲတမ်းအစင်းဝန်းရတဲ့သူတွေဂုံထိုးတွေအများကြီးထွက်ခဲ့တဲ့သူငယ်ချင်းတွေအခုပြန်ကြည့်လိုက်တော့ဆရာဝန်အင်ဂျင်နီယာဒါမှမဟုတ်ကုမ္ပဏီကြီးတစ်ခုမှာလစာကောင်းတဲ့ဝန်ထမ်းတွေဖြစ်နေကြတယ်ဒါပေမဲ့ကျောင်းလုံးကစာမလုပ်လို့ဆရာမဆိုတာခံရတဲ့သူတွေအတန်းနောက်ဆုံးမှထိုင်ပြီးအိမ်ငိုက်နေတဲ့သူတွေကကြတော့အခုချိန်မှာကိုပိုင်စီးပွားရေးတွေနဲ့တထေးတွေဖြစ်နေကြတယ်။ဘာကြောင့်လဲ။ကန်တရားကြောင့်လား။မဟုတ်ပါဘူး။ဒါဟာ mindset စိတ်နေထားနဲ့ကျောင်းပညာရေးစနစ်ရဲ့ကွာခြားချက်ကြောင့်ပါ။နံပါတ်1ကျောင်းကအမားမလုပ်ရဘူးလို့သင်ပေးတယ်။စာတော်တဲ့သူတွေဟာအမားလုပ်ရမှာကိုအရန်ကြောက်ကြတယ်။စာမွေးပွဲမှာအဖြေမားရဲ့အမတ်လျှော့ခံရမယ်။ကြားရှုံးမယ်လို့သင်ယူခဲ့ရတယ်။ဒါကြောင့်လက်တွေဘဝရောက်တဲ့အခါသူတို့ကစွန့်စားရမှာကိုကြောက်တယ်။တေချာရရတဲ့လားစာလုံချုံတဲ့အလုပ်ကိုပဲရွေးချယ်ကြတယ်။ဒါပေမဲ့စီးပွားရေးလောကမှာကအမားများလို့မှသင်ခန်းစာများရပြီးအောင်မြင်တာပါ။စီကျောင်းသားတွေကကျောင်းတုံးကတည်းကအမားလီနဲ့ရင်ဖားနေလို့လက်တွေဘဝမှာစွန့်စားရဲကြတယ်။နံပါတ်2စီကန်းလိုက်နာသူပစံစီကန်းဖောက်သူကျောင်းဆိုတာစက်ယုံတွေအတွက်ဝန်ထမ်းကောင်းတွေမွေးထုတ်ပေးတဲ့နေရာပါ။ဆရာပြောတာနားထောင်အတိုင်းမှန်မှန်တက်အင်စာလို့ဆိုတဲ့အမိန့်နာခံမှု obedience ကိုပဲသင်ပေးတယ်။ဒါကြောင့်စားတော်တဲ့သူတွေကသူများခိုင်းတာကိုအကောင်းဆုံးလုပ်ပေးနိုင်တဲ့ဝန်ထမ်းကောင်းတွေဖြစ်လာကြတယ်။ဒါပေမဲ့တတိဖြစ်မဲ့သူတွေကရှီပင်းကစီကန်းတွေကိုမချိုက်ကြဘူး။သူတို့ကစီကန်းတစ်တွေကိုဖောက်ထည့်ပြီးတီထွင်ကြတယ်။ဒါကြောင့်သူတို့ကခေါင်းဆောင်တွေဖြစ်လာကြတာပါ။နံပါတ်3ငွေကြီးပညာ financial IQ ကျောင်းမှာတမိုင်းတင်တယ်သိဖန်တင်တယ်ဒါပေမဲ့ပိုက်ဆံဘယ်လိုရှာရမလဲအခွန်ဘယ်လိုဆောင်ရမလဲရင်းနှီးမြှုပ်နှံမှုဘယ်လိုလုပ်ရမလဲဆိုတာမတင်ပေးပါဘူးစားတော်တဲ့သူတွေကမီယူဖလာအတိုင်းစားကြိုးစားအလုပ်ကောင်းကောင်းရှာပိုက်ဆံစုဆိုတဲ့လမ်းဟောင်းအတိုင်းသွားကြတယ်တတိဖြစ်မဲ့သူတွေကတော့ကျောင်းစာထက်လူတွေနဲ့ဘယ်လိုဆက်ဆံရမလဲအယောင်းအဝယ်ဘယ်လိုလုပ်ရမလဲဆိုတဲ့လမ်းပြီးပညာ street smart ကိုပိုးလိလာကြတယ်ဒီနေရာမှာစားတော်တာမကောင်းဘူးလို့ပြောချင်တာမဟုတ်ပါဘူးဆရာဝန်တွေပညာရှင်တွေလည်းလောကမှာလိုအပ်ပါတယ်ဒါပေမဲ့မိတ်ဆွေကတကယ်လို့ကျွဲဝါချောင်းထားခြင်းတယ်ဆိုရင်တော့ကျောင်းစာတစ်ခုတည်းနဲ့မလုံလောက်ပါဘူးအမားလို့ရမှာမကြောက်ပါနဲ့ငွေကြီးပညာကိုလေ့လာပါကိုပိုင်လိုင်းကိုဖောက်ပါဒီဗီဒီယိုကမိတ်ဆွေရဲ့အတွေ့အကြုံတွေကိုပြောင်းလဲစေခဲ့ရင် share လုပ်ပေးခဲ့ပါ The Simple Mindset Channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့